အလွန်မိုက်မဲတဲ့ပုဂ္ဂိုလ်ပဲတဲ့ယောက်ျားတွေဟာအမျိုးသမီးတွေကိုကိုယ့်ရဲ့အလိုကိုပါဖို့ပြောကြဆိုကြတဲ့နေရာမှာနော်1000တန်နဲ့ဖြားရောက်လို့မရရင်2000တန်ယူခဲ့ရမယ်2000တန်နဲ့ဖြားရောက်လို့မရရင်3000တန်ယူခဲ့ရမယ်ကိုလိုချင်တာမရဘူးဆိုရင်လက်ဆောင်ပစ္စည်းကိုပို့ပြီးတော့တိုးပြီးတော့ယူလာကြအကြောင်းသာရှိတယ်ခုတော့သင်ဟာကုန်တယ်မိုက်တယောက်လိုပဲတဲ့လက်ဆောင်ပစ္စည်းကိုတရတစ်ပါးရော့ပြီးတော့ယူလာခဲ့တယ်လွန်မိုက်မဲတဲ့ယောက်ျားပဲလို့ဘုရားလောင်းကိုပြစ်တင်အဲ့ဒီလိုမျိုးပြစ်တင်တဲ့အခါကျတော့ဘုရားလောင်းကဘာပြန်ပြောလို့ဆိုတော့မင်းသမီးတဲ့ငါဟာမိုက်မဲတဲ့ကုံတယ်လူမျိုးမဟုတ်ဘူးတဲ့ငါဟာလိမ္မာကျွမ်းကျင်တဲ့ကုံတယ်လူမျိုးသာဖြစ်တယ်တဲ့ငါဟာကုံပစ္စည်းနဲ့ထိုက်တန်တဲ့အဖိုးခကိုသာလေငါပေးနိုင်တယ်ငါပေးလိုက်တဲ့တန်ဖိုးရှိတဲ့အရာဟာကုံပစ္စည်းနဲ့မထိုက်တန်တာမျိုးမဖြစ်စေရဘူးအချင်းဒီအလဟတ်ငါမပေးနိုင်ဘူးဘာလို့လို့လက်ဆောင်ပစ္စည်းကိုငါရော့ပြီးတော့ယူလာခဲ့တယ်ဆိုလို့ရှိရင်တဲ့တင့်ရဲ့အသက်ရဲ့အစင်းရဲ့ဒီနှမျိုးဟာတဖြည်းဖြည်းနဲ့ရုပ်လျော့နေလို့ပဲတဲ့ဒါလေးကို तू ကပြောကျင်လို့လက်ဆောင်ကိုတမင်တန်ဖိုးရော့ပြီးတော့ယူလာတာဟောဒီဇတ်တော်လေးကဒီအကြောင်းအရာကြောင့်လည်းပဲထင်ရှားတယ်ပေါ့ဟုတ်လားအဲ့လိုမျိုးဘုရားလောင်းကသူ့ကိုပြန်ပြီးတော့ပြောတဲ့စကားရက်တွေထဲမှာစဉ်းစားစရာအများကြီး